Okay, so stakes up matter so movementကိုလည်းပြောရအောင် so stakes up matters ဘယ်နှခုရှိ matters is state အခြေအနေက၃ခုရှိပါတယ် solid ရေ liquid ရေ gas ရေပါအဲ့တော့ကျွန်တော်သိထားပြီးသား solid ကိုဖြတ်သွားတာမလွယ်ဘူးဖြတ်လို့မရဘူးเนาะ liquid ကိုဖြတ်လို့တော့ရတယ်ဒါပေမဲ့စနစ်နဲ့ခက်တယ် so air ကိုဖြတ်ရတာတော့အရင်လွယ်တယ် so ဒါဒီအကုန်လုံးကဘာကြောင့်လဲလို့ဆိုရင် solid liquid ထဲမှာ solid liquid တွေရဲ့ကျွန်တော်တို့က gas particle တွေရဲ့ so particles arrangement ကြောင့်ဖြစ်တယ် so arrangement of the particles explain why we cannot move through ပေါ့နော် so okay ဘယ်လိုလုပ်တာလဲလို့မြင်ဒီမှာပုံကြည့်ရရင် solid မှာ particles ကို arrange ဘာလုပ်ထားလဲဆိုတော့ regularly arrange လုပ်ထားတယ် so and then pack closely လုပ်ထားတယ်တစ်လုံးနဲ့တစ်လုံးက pack အရင် pack ဖြစ်နေပေါ့နော် pack close ဖြစ်နေဘာကြောင့်လဲလို့မြင်ဒီတစ်လုံးနဲ့တစ်လုံးကြားမှာရှိနေတဲ့ so force of attraction က strong ဖြစ်လို့ပါ so strong force of attraction နဲ့ so ဆွဲထားတာဖြစ်တဲ့ pack close ဖြစ်သွားတယ်ဒါကြောင့်လို့ particles က solid ပါရှိတဲ့ particles က so cannot move around so ဘာပဲလုပ်နိုင်လဲလို့မြင် they just vibrate ပါ they just vibrate ပါ so liquid မှာရှိတဲ့ particles ကိုကြည့်အောင် liquid မှာရှိတဲ့ particles ကဘာလဲဆို arrange randomly arrange လုပ်ထားတယ် so ဘာလို့ randomly arrange လုပ်ထားလဲဆိုရင် so သူ့မှာရှိတဲ့ particles တစ်ခုနဲ့တစ်ခုကြားမှာရှိနေတဲ့ force of attraction က weak ဖြစ်တယ် weak ဖြစ်တော့တိတ်မဆွဲထားနိုင်ဘူး look like so ဆွဲလိုက်ပေါ့နော်အဲ့ဒါကြောင့် randomly arrange ဖြစ်နေ pack က loosely packed ဖြစ်တယ် so loosely packed ဖြစ်တယ် that's why so liquid particles can move around each other ပါ gas particle ကြည့်အောင် gas particle ကarrange randomly ပါ so randomly ဖြစ်ချင်တယ်လို့ဖြစ်နေပါ randomly arrange လုပ်ထားတယ် so ဘာကြောင့်လဲဆိုရင် there is no force of attraction between the particles ဒီ particle နဲ့ဒီ particle ကြားမှာ force of attraction မရှိပါဘူးမရှိတော့ no packing ပါ that's why gas particle can move in all direction so at high speed ပါအဲ့တော့ဒါဆိုရင်ကျွန်တော်တို့သိသွားပြီ so solid particle arrange randomly နဲ့ pack closely ဖြစ်တာဖြစ်တဲ့အတွက် cannot move so liquid particles arrange randomly and pack loosely ဆိုတဲ့အတွက် so can move around each other နည်းနည်းလေးတော့သွားနိုင်တယ် so gas particle တွေက arrange randomly and no packing ဆိုတဲ့အတွက် so movement ကတော့အရင်သွားနိုင်တယ်ဒါကြောင့်မို့အောက်မှာရေးထားတယ် movement ဆိုတဲ့စကားလုံးကိုကျွန်တော်တို့ကဒီဘာသာရေးစကားလုံးပြောရင် kinetic လို့သုံးတယ်ဆိုတော့ဒါကြောင့်မလို့ gas particles တွေက movement အရင်လုံးနိုင်လို့ so kinetic အများဆုံး kinetic so liquid ကဒုတိယနောက်ဆုံး solid ဖြစ်မယ်